သူရိန်နေမင်းနဲ့ဆန္ဒလာမင်းတခါတော့ကအင်တန်ဆင်းရဲတဲ့မဆိုးမကြီးတူမှသားတယောက်နဲ့သမီးတယောက်ရှိတယ်။သူတို့တောင်းမိတွေဟာလူသူမနီးလာတဲ့တောင်ကြားတစ်ခုမှာတေလုံးအင်လေးနဲ့နေတိုင်းကြတာဖြစ်တယ်။နောက်တစ်နေ့နဲ့ဆော့ဆော့မှာတော့မိခင်ဖြစ်သူကကလေးနှစ်ယောက်ကိုတည်တည်ချာချာမှာတယ်။သားနဲ့သမီးတို့ရဲ့အမေကတောင်ဆယ်လုံးချတဲ့နေရာကတတိကြီးရဲ့အလူမှာသွားပြီးအကူကြီးလုတ်ကင်ပြရမယ်ကွ။အဲ့ဒီလူကပြန်လာရင်တော့သားတို့သမီးတို့စားဖို့အစားအစာတွေယူလာမှာပေါ့အခုတော့အိမ်ထဲမှာပဲကောင်းကောင်းနေကြတော့ဓာတ်ထက်သားနဲ့သမီးကိုမှားရအောင်မယ်ခုတလို့ကြောက်ဆိုးကြီးတစ်ကောင်တောင်းချမ်းနေတယ်တဲ့အဲဒါကြောင့်သားနဲ့သမီးတို့အပြစ်မထွက်ချနဲ့တိလာပြီးတော့အဲ့ဒီကြောက်ဆိုးကြီးကလူအောင်ဆောင်ပြီးအိမ်ထဲကိုဝင်ဝင်လေးရှိတယ်တဲ့ဒါကြောင့်သားနဲ့သမီးကအိမ်တကားကိုအမြဲပိတ်ထားနော်ဘေးအေးလာလာတကားမခွင့်ပေးနဲ့ကြားလာဟုတ်ကဲ့မိမိမြို့သမီးဟာတောင်ဆယ်လုံးကိုကျော်ကခီးထွက်ခဲ့ပြီးတတိကြီးရဲ့အင်ကီယာစီရောက်တဲ့အခါမှာတတိကြီးရဲ့အလူမကျေးဖို့ကိမဖို့တဲ့အလုပ်တွေစမ်းကြည့်တဲ့အလုပ်တွေကိုဝိုင်းကူလုပ်ရတာတနေ့လုံးမှာပဲကွယ်ဒီလိုနဲ့တနေ့ကုန်ပြမမန်းလုပ်ခဲ့ရညနေတဲ့ဆောင်းရောအလုပ်ကပြီးသွားတော့တယ်ကဲရှင်းပြန်ချင်းပြန်တော့လေရော့ရှင်ကလေးတွေစားဖို့ကိမုံယူသွားသဘောကောင်းတဲ့တတိကတော်ကြီးကကိမုံကြီးကိုလုံးကိုအိတ်နဲ့တေချာထည့်ပေးလိုက်တယ်မြို့သမီးလည်းလာရလန်းတိုင်းပျော်ရွှင်စွာပြန်လာခဲ့တယ်။သားနဲ့သမီးနဲ့စားဖို့ကိတ်မုံတွေအများကြီးရလာခဲ့ပြီ။သားနဲ့သမီးကတော့ဗိုက်တွေရမ်းစားပြီးငါ့ကိုမျှော်နေကြတော့မယ်။ရန်မြင်ပြန်မှဒါပေမဲ့ပထမတောင်ကိုစတင်ဖြတ်ကျော်စင်မှာပဲကြားဟိန်တန်ကြီးကိုကြားလိုက်ရတယ်။မောင်နေထားတဲ့အကြီးကိုရမပိုက်လိုက်ရဲ့အထိတ်ထိတ်လန်းလန်းနဲ့ဟိုးကြီးတီကြီးနေတော့အလိုလေးကြားကြီးပါလား။ဟာတိတ်လန့်သွားသလား။မလန့်မနဲ့လေမတကကျုပ်စားရုံပဲခံရအောင်ရှိအောင်ပါဟေးဒါနဲ့ဘာတော့ကြည့်ပိုက်ထားရလဲမွေးတယ်ဘာထုတ်လဲပြောစမ်းကိတ်မုံထုတ်ပါဩဟုတ်လားဗိုက်ဆာနေရတဲ့အတော်ပဲကျုပ်ကိုကိတ်မုံကြည့်စမ်းမလုပ်ပါနဲ့ရှင်အဲ့ဒီကိတ်မုံတွေကကျမရဲ့သားနဲ့သမီးတို့ပါသူတို့တနေ့လုံးဘာမှမစားကြရသေးဘူးရှင်ဩကျုပ်လည်းတနေ့လုံးဘာမှမစားရသေးဘူးကဲကျုပ်ကိုကိတ်မမကျွေးတော့ခမရကိုစားရလိမ့်မယ်။ကြားကြီးကဒေါသတကြီးခုံအုံးလှုပ်လာရမှာမြို့သမီးကြီးကအလန့်လန့်အထိတ်ထိတ်နဲ့ကိတ်မုံတစ်လုံးကိုထုတ်ပြီးလိုက်တော့တယ်။ရော့ကိတ်မုံစားပါရှင်။လူကတော့ချမ်းသာပေးပါ။ဟဲဒီလိုမှပေါ့ရှလွတ်စားလို့ကောင်းနေတာကွာရှလွတ်ကိတ်မုံကြီးကိုကြားကြီးအားရပါရစားနေတော့မြို့သမီးဟာခြေတုပ်တင်ပြည့်ထွက်ခဲ့ရှာပါတော့တယ်။ဒါပေမဲ့ဒုတိယတောင်ကိုဖျက်ကျော်နေစင်မှာပဲဝါအလိုလေးဟဲစားလို့ကောင်းနေတာဒါပေမဲ့ဘိုက်မပြေသေးဘူးကိမုံနှလုံးထက်ပြီးပပေးရင်တော့ခမရကိုတတ်စားလိမ့်မယ်ဟဲအဲ့ဒီလိုမလုပ်ပါနဲ့ရော့ယူပါရှင်အဲ့ဒီလိုနဲ့လူသမီးကြီးဟာတောင်းတောင်ကိုဖြတ်တိုင်းကိမုံတစ်လုံးပြီးရကိမုံကိုလုံးစလုံးကိုသွားတော့တယ်နောက်ဆုံးတသမမြောက်တောင်းကိုအဖြတ်ဝါဂျာကြီးပေါ်လာပြန်တယ်ကျမရှင်းပေးဖို့ကိတ်မုံမကြမ်းတော့ပါဘူးကိတ်မုံမရှိလဲလူရှိသေးတယ်လေရှင်ဟဲကျုပ်ကစားပြင်းစားကျင်နေတာဗျစားလို့ကိုအာသာမပြေဘူးဒီခါခမရကိုပဲစားရတော့မယ်ကြားကြီးဟာအမျိုးသမီးကြီးကိုခုံလိုက်ပြီးရဆက်ကြိုက်တက်စားလိုက်တော့တယ်အဲဒီနောက်ကြားကြီးဟာအမျိုးသမီးကြီးရဲ့ဝတ်စားတွေကိုဝေးပြီးအမျိုးသမီးကြီးရဲ့အိမ်စီကိုသွားတော့တယ်ဒီလိုရင်းထဲမှာတော့စာလုံးမှုသိနေတဲ့ကလေးနှစ်ယောက်ဟာမအေးကိုအမျော်ကြီးမျော်နေရှာတယ်အပြေကလည်းမိုးချုပ်နေပြီခုထိပြန်မလာသေးဘူးဘိုက်ကစားလာပြီလာမပေါ့ညီမလေးရဲ့ခဏလေးဆောင်တော့မမေပြန်လာတော့မှာပါကွအဲ့ဒီချိန်မှာပဲတကားခောက်ကန်ကြရတော့တယ်သားနဲ့သမီးရေမမေပြန်လာပြီတကားပွင့်ဆိုင်ဟဲ့မမေပြန်လာပြီဝမ်းသာလိုက်တာညီမလေးနေအောင်မမေအတန်ကအကွက်နဲ့တမျိုးကြီးဖြစ်နေတယ်သားနဲ့သမီးအမေကတနေ့ကုန်အလုပ်ပင်မမှန်လုပ်ရတဲ့အပြင်ခီးရလဲပန်းလာလို့ပါကွယ်ဒါကြောင့်အတန်နေနားနေတာပါဒါကိုဆိုလို့ရှိရင်မိရဲ့လက်ကိုအရင်သွင်းပြကလေးနဲ့ဟာတကားကိုနည်းနည်းလေးဟပြီးလိုက်ရဂျာကြီးကတကားချတဲ့လက်တစ်ဖက်ကိုထိုးထည့်လိုက်တယ်အမိလက်ကြီးကချမ်းလိုက်တာဟုတ်ကွယ်တနေ့ကုန်လွတ်ခဲ့ရတော့ကျန်းတန်းစွပ်ပြန်နေပြီပေါ့ကွယ်ဒီမှာကြည့်ပါဦးမိရဲ့ဝတ်စားရတောင်းပေးရလို့ဂျာကြီးဟာခေါင်းဝန်စားကိုတကားချတဲ့ထည့်ပြလိုက်ရဟုတ်တယ်ကိုဒါမမေရဲ့ကောင်းမမဲ
ကလေးတွေကလည်းတရဏယာကင်းစွာနဲ့တကားကိုဖွင့်ပေးလိုက်ကြတယ်အိမ်ထဲရောက်တာနဲ့ကြားကြီးကပြဖို့ကြောင့်လေးကိုတန်းဝင်သွားတော့တယ်ဒါနဲ့သမီးခဏဆောင်တော့မမေညစာပြင်ဆင်ပြီးယူလာခဲ့မယ်တကယ်တော့ကြားကြီးဟာဝတ်စားတွေကိုအများဆုံးချစ်ပစ်ချင်တဲ့အတွက်မိဖို့ကြောင့်လည်းကိုအရင်ဆုံးပြေးဝင်တာပေါ့အဲ့ဒီဝတ်စားတွေကသူ့တကူလုံးကိုချီထုတ်ထားတဲ့အတိုင်းတင်းကျပ်နေတာပဲဒါတွေချစ်ပြီးမှလှုပ်လှလှလှုပ်ရှားလို့ရမယ်မိဖို့ကြောင့်လည်းဝင်သွားတဲ့ကြားကြီးရဲ့နောက်ကျောကိုကလေးနှစ်ယောက်ကလှမ်းကြည့်နေရခေါင်းအောက်ကအမြည်ကြီးတန်းလန်းထွက်ကြနေတာကိုတွေ့သွားတယ်ဟာမိမမဟုတ်ပဲကြားကြီးပဲလာညီမလေးပြီးကြစို့ကလေးနှစ်ယောက်ဟာအိမ်ထဲကပြေးထွက်ပြီးခြံထဲကတစ်ပင်မြင့်ကြီးကိုဖက်ရက်ပြီးတော့တက်ကြတော့တယ်မိဖို့ကြောင့်လည်းကကြားကြီးခုံမြန်ထွက်လာတဲ့အခါမှာတော့ကလေးတွေကိုမတွေ့ရတော့ဘူးဟာဟိုကလေးတွေဘယ်ရောက်ကုန်မှလဲကြားကြီးကခြံထဲဆင်းပြီးတော့သွားရှာတော့လည်းမတွေ့ပါဘူးဘယ်ရောက်သွားကြပါလဲကလေးတွေလိုက်ရှာဖို့လည်းလောဆယ်ရင်ငတ်နေတာခက်တယ်ဒီလိုနဲ့ရေရင်းထဲကရေကိုငင်မလို့တွင်းထဲကိုငုံကြည့်လိုက်ရရေလွှာပြောင်းမှာကလေးနှစ်ယောက်ရဲ့ပုံရိပ်ကိုတွေ့သွားတော့တယ်အောင်လေဒီနောက်ကဒီတွင်းနာကတစ်ပင်မော်တက်ပုံနေတာကိုတွေ့ချသေးရပေါ့ကြားကြီးဟာတစ်ပင်မော်ကိုတက်လိုက်ရပင်စီကပြောင်းချောနေတဲ့အတွက်တက်လို့မရပဲပြုတ်ကျနေတော့တယ်ဟဲ့ကလေးတွေဒီလောက်ပြောင်းနေတဲ့တစ်ပင်ကိုနင်တို့ဘလို့တက်တော့တော့ပင်စီကိုစီးတုံးပြီးတော့တက်ခဲ့လေဟေးအဲ့ကလေးလားကြားကြီးကအင်းထဲကိုပြေးဝင်သွားပြီးပြီးဖို့ကြောင့်လည်းကစီမင်းကိုယူလာကပင်စီကိုတုပ်ပြီးတော့တက်တယ်တဲ့ပို့ပြီးတော့ချော်နေတာပေါ့ကဲကိုကြီးကြားကြီးကအောင်တော့မရှိဘူးနော်ပင်စီကိုစီးတုပ်ပြီးတော့တက်ရင်ပို့ချော်မယ်ဆိုတာမသိရှာဘူးတကယ်ဆိုပစိမ့်နဲ့ပင်စီကိုအထစ်လေးတွေထည့်ပြီးတက်ရမှာနော်ကိုဟေးအဲ့ကလေးလားကြားကြီးကအိမ်ထဲကိုပြေးဝင်ကပစိမ့်ကိုယူလာပြီးပင်စီကိုခုတ်ထစ်ပါတော့တယ်ပြီးမှတစ်ပင်ကိုဖက်တဲ့ရာလက်ကူစွာတက်လို့ရပါတော့တယ်ကြားကြီးကလည်းတစ်ပင်ရဲ့ထိပ်ပြားကိုလိုက်တက်လာခဲ့ပြီးကလေးနှစ်ယောက်ဟာလည်းတစ်ပင်ရဲ့ထိပ်ပြားကတစ်ကန်းလေးထိဆက်ပြီးတော့တက်နောက်ဆုံးပိတ်တက်ဆရာမရှိတော့ပါဘူးညီမလေးရေကိုတို့ထပ်တက်လို့မရတော့ဘူးဒါဆိုညီမလေးတို့ကြားကြီးရဲ့စားတာကိုခံရတော့မှာပေါ့ဒါဆိုကြားကြီးစားတာမခံရအောင်ကောင်းကင်ဆောင်နမင်းကြီးကိုတိုက်တယ်ပြီးဆူတောင်းရအောင်အိုးအရှင်ကောင်းကင်ဆောင်နမင်းကြီးကျွန်တော်တို့ကိုကဲ့တင်တော်မူပါဂျာဆိုကြီးရဲ့ရန်ကနေလွတ်မြောက်အောင်ကျိုးချုံချပေးတော်မူပါကျွန်တော်တို့ကိုကဲဆယ်မဲ့ဆိုပါကကျိုးခံချပေးပါမကဲစေချင်ဘူးဆိုရင်တော့ကျိုးဆွဆွချပေးတော်မူပါသူတို့အဲ့လိုဆူတောင်းပြီးတာနဲ့ကောင်းကင်ကနေကျိုးချုံချလာတော့တယ်ဂျာဆိုကြီးတစ်ပင်တစ်ပင်ရောက်လို့ဆဲဆဲမှာပဲကလေးနှစ်ယောက်ဟာကျိုးဆွဲပြီးကောင်းကင်မောလင်းမြန်စွာတက်သွားရောဂျာဆိုကြီးလည်းကလေးတွေကိုဖမ်းမမိတော့ပါဘူးဂျာဆိုကြီးကဒေါသအမျက်ချောင်းချောင်းထွက်သွားပြီးတော့ကောင်းကင်ဆောင်နမင်းကြီးကိုလှမ်းအောင်ပြောလိုက်တယ်။ပြိုးကောင်းကင်ဆောင်နမင်းကျုပ်တဲ့ကျိုးချောင်းချပေးစားမှာအဲဒီကကောင်းကင်မောကကျိုးချောင်းချလာတော့တယ်။ဂျာဆိုကြီးကကျိုးခုံဆွဲလို့ကောင်းကင်မောကိုတက်ဖို့ကြိုးစားလိုက်စင်ပါပဲ။ကျိုးကတဟုန်တိုးကောင်းကင်မောတက်သွားတော့တယ်။ဒါပေမဲ့ဂျာဆိုကြီးတွေချပေးတဲ့ကျိုးဟာဆွေးမြင့်နေတဲ့အတွက်ပြုတ်ကျသွားရောအမလီကျိုးပြုတ်ကျပါပြီဗျ။ဂျာဆိုကြီးကမြင်းမောကိုပြုတ်ကျရမရှိမလားတီးပဲဝင်သွားရပါတော့တယ်။ကလေးနှစ်ယောက်ကတော့ကောင်းကင်မောကိုရောက်ရှိသွားရကောင်းကင်ဆောင်နမင်းကြီးကအကိုဖြစ်သူကိုစုပြီးလိုက်တယ်လူကလေးတင်ဟာသူတို့နေမင်းဖြစ်စီနှမဖြစ်သူကိုလည်းစုပြီးလိုက်တယ်တင်ဟာဆန္ဒလာမင်းဖြစ်စီတည်းဒီလိုနဲ့အကိုဖြစ်သူဟာသူတို့နေမင်းကြီးဖြစ်သွားပြီးတော့ညီမဖြစ်သူဟာဆန္ဒလာမင်းဖြစ်သွားလိမ့်တော့တယ်ဒါပေမဲ့ညီမဟာတညတာလုံးမှောင်မဲမဲနဲ့ကောင်းငင်ရံကြီးမှာနေရတဲ့ဆန္ဒလာမင်းဘဝကိုမပြောဘူးဖြစ်နေတယ်အဲ့ဒါနဲ့အခုဖြစ်သူနဲ့တိုင်ပင်ပြီးတော့သူတွေနဲ့လာမင်းဆန္ဒတို့နေရာချင်းလဲလဲကြတော့တယ်ဒါပေမဲ့ကဘောကလူတွေအလုံးဟာသူမကိုပဲမမောကြည့်နေတဲ့အတွက်အနေရထိုင်ရခက်လာတော့တယ်ကိုကြီးလူတွေကညီမကိုပဲတအားပဲမမောကြည့်နေကြတယ်ညီမမနေတတ်တော့ဒါဆိုလဲညီမရဲ့အလင်းရောင်ကိုပူပြီးတော့စူးစူးရဲရဲတပေါက်အလင်းရှိန်ကိုညှက်လိုက်ပေါ့အဲဒီချင်းကစားပြီးသူတွေနေမင်းရဲ့အလင်းဟာတအားလင်းစတောက်ဆူရတဲ့အတွက်လူတွေရဲ့စူးစူးဆိုင်ကြည့်ရှုခြင်းကနေကင်တော့တာပြီးတော့လာမင်းဆန္ဒကတော့လူတွေကြည့်ကျင်နိုင်ကြည့်လို့ရနေတော့တယ်ကလေးတို့ရေဒီပုံမြင်လေးကိုနားထောင်ပြီးတော့သူများကိုအယုံမလွယ်တဲ့ကြောင်းသင်ခန်းစာယူရမယ်နော်